ကဲအားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါဗျကဲကျွန်တော်တို့တွေဒီမနက်ကဒါပါဝါဆိုတဲ့ကဏ္ဍနဲ့တော့ဒါ38ဆိုပြီးတော့ထွက်လာပြီเนาะကျွန်တော်တို့တောက်ကြတဲ့ညနေ4နာရီခွဲလေးကိုသွားမယ်ပေါ့เนาะတောက်ကြတဲ့ညနေ4နာရီခွဲလေးကိုသွားမယ်ဝမ်းငိမ့်နေရဘယ်လိုဖြစ်နေလဲဆိုဦးနှင်းပဲ့ထောင်ပဲ့နေဦးထောင်နေဖြစ်เนาะဒါဒီမနက်ဒါစိတ်မာစတာခီးရတော့933ခီးရတော့ဒါအလုပ်လုပ်တယ်ပေါ့เนาะကိုလင်းဝမ်းငိမ့်ရတော့လွဲတယ်ဒါခီးနဲ့ကတ်ထိုးတဲ့လူတွေကတော့ဒါ okay မှာဆုပ်ပြေမယ်ပေါ့เนาะ933ခီးရတော့ဒါအလုပ်လုပ်တယ်ပေါ့38ဆိုတော့เนาะကဲညနေကိုတော့เนาะညနေကိုတော့ကျွန်တော်မိတ်ဆွေတွေတတိထားမယ်ကဏ္ဍလေးတွေကျွန်တော်ပြောပြမယ်တောက်ကြတဲ့ညနေ4နာရီခွဲကိုတတိထားမယ်ကဏ္ဍလေးတွေပြောပြမယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဗီဒီယိုလေးအခုတွေ့ပြီးမြင်ပြီဆိုမရေးမကြော်ပဲတခြားလေးပြီးစွမ်းအောင်ကြည့်ပါ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျကဲအားလုံးပဲမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲเนาะဒါဒီနေ့ကင်းကစပြီးတော့ဒါလာမယ့်ဘက်မှာလည်းဖောင်းရပိတ်ရမရှိပါဘူးအဖွဲ့ဝင်မဲ့သူတွေဒီနေ့ကင်းကစပြီးဝင်လို့ရပြီเนาะဟိုလာမယ့်ဘက်မှာဖောင်းရပိတ်ရမရှိဘူးဒါ၄လုံးခွေပေါ့ကနန်း6ခွက်ထဲနဲ့အပတ်တိုင်းမှာအေးအေးဆေးဆေးနှက်ချင်တဲ့သူတွေအလုံးနဲ့ပဲတက်တည်ပြပါတယ်အပတ်တိုင်းမှာเนาะနောက်တစ်ပတ်ကိုတော့ကျွန်တော် live လွှင့်ပေးမယ်ဗျเนาะနောက်တစ်ပတ်ကိုကျွန်တော် live လွှင့်မယ်เนาะဗီဒီယိုမတင်တော့ဘဲနဲ့ကျွန်တော် live လွှင့်ပေးမယ်ဗျเนาะဟုတ်ပြီလား like ကလေးပြန်လွှင့်ကြည့်မယ်ဗျာเนาะဒီလိုဗီဒီယိုမတင်မဲနဲ့ like ကလေးကျွန်တော်လာမယ့်ဘက်ကိုပြန်လွှင့်ကြည့်မယ်ပေါ့เนาะအဲဒီကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ဟိုဒေချာလေးဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပေးပါကျွန်တော်လာမယ့်ဘက်ကိုတော့ကျွန်တော် live ပြန်လွှင့်မယ်ဗီဒီယိုမတင်တော့ဘူးเนาะဗီဒီယိုတင်တာလေးနိုင် like ကလေးလွှင့်ပေးနိုင်အောင်ကြိုးစားမယ်เนาะအဲဒီကြောင့်မလို့ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားပါလာမယ့်ဘက်ကိုအဖွဲ့ဝင်မဲ့သူတွေကဒီနေ့ကင်းကစပြီးဝင်လို့ရပြီเนาะ၄လုံးကိုပဲပေးပါเนาะ၄လုံးကိုအလုံးနဲ့ပဲတက်တည်ပြရင်เนาะအပတ်တိုင်းမှာเนาะလုံးဝတနင်္လာအင်္ဂါမိုင်မဲထွက်တာများတယ်လေးလုံးဝေးရနော်လုံးဝအေးဆေးပဲခဏန်း6ခွက်ထဲနဲ့အေးဆေးပဲပတ်တိထိုးတာထက်တောင်ပုံမိုက်သေးတယ်နော်အဲဒါမှကျွန်တော်ကနေပြီးတော့ဒါအကောင်းဆုံးဆိုတဲ့ဟာတွေကိုပဲကျွန်တော်အဖွဲ့ဝင်တွေကိုကျွန်တော်ပေးပါတယ်နော်အမြဲတမ်းလဲ okay မှာဆွပြည့်တယ်နော်အဲဒီကြောင့်မို့အဖွဲ့ဝင်မဲ့သူတွေကကိုလင်းရဲ့ဖုန်းနံပါတ်ဒီ39 996 101026ကနော်ကိုလင်းရဲ့ဖုန်းနံပါတ်နှလုံးနော်39 996 101026က39 981 688 953เนาะ39 981 688 953 iPhone လေးနှလုံးကိုဒါဒီနေ့ကင်းစားပြီးကျွန်တော်ဖုန်းလေးဆက်ဖွင့်ပေးတာပါပြီအဖွဲ့ဝင်လို့ရပါပြီเนาะအခွေကတော့အင်္ဂါမကြော်ထွက်တာများတယ်ပေါ့เนาะဗုဒ္ဓဟူးနေ့တော့တစ်ခါမှမရောက်ပါဘူးเนาะ AC ပေါ့เนาะအဲ့တော့ကြောင့်အကောင်းဆုံးကြိုးစားပေးထားတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့เนาะအဖွဲ့ဝင်မဲ့သူတွေဒီနေ့ကင်းစားပြီးဝင်လို့ရပါပြီဒီနေ့တောက်ကြစနေတနင်္ဂနွေတနင်္လာနေ့မနက်အထိဝင်လို့ရပါတယ်เนาะဒီနေ့မနက်10:00နာရီ7:00နာရီလောက်ထိဝင်လို့ရပါတယ်เนาะဖွဲ့ဝင်ကြီးကတော့1000ခွဲချက်ဖြစ်ပါတယ်တစ်ခွဲပေါ့เนาะအဲဒါကြောင့်ကိုလင်းရဲ့ဒါလူဟောင်းတွေကတော့ပြန်လဲထွေထူးပြောကြမလို့လူသစ်တွေလည်းဒါဒီနေ့ကင်းကစပြီးတော့ကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါတယ်ဝင်လို့ရပါဆိုတဲ့အကြောင်းပြောတာပါเนาะ၄လုံးခွေပေးမှာပါ share ၄လုံးခွေအပတ်တိုင်းမှာအများတန်း okay မှာဆိုပြီးတယ်ကနန်း6ခွက်ထဲနဲ့เนาะအလုံးနဲ့ပဲတက်တည်ပြတယ်အဲ့ဒါလေးတော့ပြောချင်ပါတယ်လာမယ့်ဘက်ကတော့ကျွန်တော် live လွှင့်မယ်เนาะ live လွှင့်နိုင်အောင်ကြိုးစားမယ် live လွှင့်ပေးဖို့များတယ်ပေါ့เนาะကျွန်တော် like လေးလွှင့်မဲ့အလုပ်လေးသေးချာပြန်လုပ်ကြည့်အောင်ပဲဗျာเนาะဗီဒီယိုတင်တာခဏနားပြီးတော့เนาะ live လွှင့်တာလေးလုပ်ကြည့်မယ်အဲဒီကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ channel ကို subscribe မလုပ်ရသေးရင်နှိပ်ထားပါကျွန်တော်ဒီဗီဒီယိုတင်ပြီးလဲဒီဗီဒီယိုရဲ့ comment ထဲမှာလဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုပင်ထောက်ပေးထားပါတယ်เนาะ6ရက်မှ8ရက်ဗုဒ္ဓဟူးမကျော်၄လုံးအခွေเนาะအလုံးနဲ့ပဲတက်တည်ပြတယ်เนาะကျွန်တော်အကောင့်နေလဲကျွန်တော်ပို့လေးတင်ပေးထားတယ်เนาะဒီလိုပို့လေးတင်ပေးထားပါတယ်ကိုလင်းရဲ့ဒါဖုန်းနံပါတ်996နဲ့စားတဲ့နံပါတ်က981နဲ့စားတဲ့နံပါတ်မှမဟုတ်ရင်အဲ့ဒါလူလိန်ဖုန်းတွေပါเนาะကိုလင်းရဲ့ဖုန်းနံပါတ်ဒီ39 996 101026က39 981 688 953 iPhone လေးနှလုံးဒီကိုလင်းအစ်စ်ကိုင်းတဲ့ဖုန်းနံပါတ်ပါကျန်တာတွေနဲ့ကိုလင်းလို့တခြားဖုန်းနံပါတ်တွေဖြစ်မယ် Viber လာခဲ့ပါ Telegram လာခဲ့ပါဆိုတာလူလိန်တွေပါတခါလေးပြောလိုက်တယ်เนาะကိုလင်းရဲ့ဖုန်းနံပါတ်39 996 101026 39 981 688 953ကိုလင်းပါစက်ကနေခေါ်ပြီးတဲ့ဖုန်းနံပါတ်ဒီကိုလင်းဖုန်းနံပါတ်ဖြစ်ပါတယ်เนาะဟုတ်ပြီလားကဲကျွန်တော်တို့ဒါတောက်ကြတဲ့ညနေ4နာရီခွဲလေးကိုသွားမယ်ပါဝါတော့ထွက်လာပြီ3ချက်ဆိုပြီเนาะကဲတောက်ကြတဲ့ညနေ4နာရီခွဲကိုကျွန်တော်ကိုင်မယ်ဝန်းချင်းလေးကတော့၄ကိုဝန်းချင်းဖြစ်ပါတယ်เนาะ၄ကိုဝန်းချင်းဖြစ်ပါတယ်၄ကိုဝန်းချင်းမှာကျွန်တော်ကိုလင်းရနေပြီ4နဲ့ပတ်သက်လာဘာလေးအကြိုက်လဲဆိုရင်40 41 46 4ခွန်เนาะ4နဲ့ပတ်သက်ရင်40 41 46 4ခွန်เนาะအဲ့မှာ4ခွန်ဆိုတဲ့ကဏ္ဍတတိထား
နော်40 4146 4ခွန်ဝမ်းကြီးက4ကို4နဲ့ပတ်သက်ရင်40 4146 4ခွန်9နဲ့ပတ်သက်ရင်90 9196 9ခွန်အဲ့မှာ9ခွန်ဆိုတဲ့ကဏ္ဍတတိထားနော်ဝမ်းကြီးက4ကို4နဲ့ပတ်သက်ရင်40 4146 4ခွန်9နဲ့ပတ်သက်ရင်90 9196 9ခွန်နော်ကဲအဲ့ဒါပြီးကျွန်တော်ကြိုက် main တင်ခွက်ပြောမယ်ကျွန်တော်ကြိုက် main တင်ခွက်ကတော့ဒီညနေကို39ရဲ့4နှစ်ကဲ45ရဲ့ဖြစ်ပါတယ်နော်ဝမ်းကြီးကတော့4ကို4ကိုဝမ်းကြီးအပီပါဝါတဲ့သတိထပ်ထားအောင်နော်တော့ကြပါဝါပြီးပါဝါထပ်ကြမှာစေမနက်38ညနေ4ကိုဝမ်းကြီးအပီကြမှာစေလို့သတိတော်ထားပေါ့နော် main တင်ခွက်ကတော့39ရဲ့4နှစ်ကဲ45ရဲ့ဖြစ်ပါတယ် main တင်ခွက်ကနော်4ကိုဆိုတော့ဝမ်းကြီးအပီပေါ့တော့ကြမနက်ပါဝါညနေပါဝါထပ်ချလိုက်လို့နော်နက်ခတ်မစင်းမဲနဲ့နော်4နှစ်ကတော့နက်ခတ်ပေါ့96လဲနက်ခတ်ပေါ့နော်မနက်ပါဝါညနေနက်ခတ်ဆိုတော့4နှစ်နဲ့96ကောင်းတယ်ပေါ့နော်အောက်ခွက်ထဲမှာဒါပေမဲ့မနက်ပါဝါညနေပါဝါဆိုရင်တော့ဒါ4ကိုဆိုတဲ့ဝမ်းချင်းအပီးလဲတတိထားပါနော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့တောက်ကြညနေ4နာရီကိုပိုင်ဆိုင်ကြပါစေကောင်းဆုံးကြိုးစားပေးထားပါတယ်လာမယ့်ပတ်တော့ live လွှင့်နိုင်အောင်ကြိုးစားမယ် live လွှင့်ပြီးဖို့များတယ်ပေါ့နော်အဖွဲ့ဝင်မဲ့သူတွေကဒီနေ့ကစပြီးတော့လာမယ့်ပတ်ကိုပြန်ဝင်လို့ရပြီလူအောင်တွေကတော့ထွေထူးခေါ်စရာမလိုပါဘူးအပတ်တိုင်းမှာအများနဲ့ okay မှာဆိုပြီးနော်လူသစ်တွေလည်းဝင်လို့ရပြီဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်နော်ဒီဗီဒီယိုရဲ့ comment ထဲမှာလည်းဖုန်းနံပါတ်ကိုပေးထားပေးမယ်နောက်ပြီးတော့ကျွန်တော်အကောင့်ကနေလည်းကျွန်တော်ပို့တင်ပေးထားပါတယ်6ရက်မှ8ရက်ဆိုပြီးတော့နော်ကိုလင်းဖုန်းနံပါတ်ဒီ3999961026က399981688853 iPhone လေးနှလုံးဖုန်းဆက်ပြီးတော့ဝင်လို့ရပါပြီဒီနေ့ကစပြီဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ good night ပါအားလုံးမတက်တာပါမင်္ဂလာရှိတဲ့တောက်ကြညနေ4နာရီကိုဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲပိုင်ဆိုင်ကြပါသေးလို့ကိုလင်းကနေပြီးတော့ဆုတောင်းတာပို့တာပေးလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ